မလိုက်ရဲရင်တော့တိုက်ထဲမှာပဲကြံခဲ့လေငါသွားချင်တဲ့ခရီးကမင်းတို့ပြောသလိုဒုက္ခတွေများမယ်ဝေးမယ်ရောက်ချင်မှရောက်မယ်ဒါပေမဲ့တနေ့နီးမှာပေါ့ရှေ့ခရီးမျောမှန်တင်းမှာကွက်ဟဲ့ဆိုတာကပြန်ရင်တည်ကစုံဆိုင်တယ်လို့ပေါ့မုံတိုင်းကရှေ့မှာမွေးတောမီတွေကရှေ့မှာဝိုင်းမင်းတို့ပြောသလိုပဲအန်ရီရီအရန်များတယ်ဆိုတာငါသိတယ်ဒါပေမဲ့ဒီတောအုပ်ကနေပြီးတော့ငါရောက်ချင်တဲ့တောအုပ်ကဘယ်လိုလဲဆိုတာမင်းတို့ငါပြောပြမယ်တဲ့အခုရှိနေတဲ့တောအုပ်နဲ့ငါရောက်ချင်တဲ့တောအုပ်ဘာတွေကွာလဲဆိုတော့ဆက်နားထောင်ကြည့်ဆိုပြီးပြောတယ်ရှင်သေးကမျက်မစားငါရောက်ချင်တဲ့တောအုပ်အစ်စ်မှာဘယ်ရှင်သေးမှမျက်မစားဘူးတဲ့ကြားကကြွက်မချောင်းကြားဆိုတာနော်သူတန်ပဲငတ်လို့ဆိုပြီးတော့ကြွက်ကိုဘယ်တော့မှဖမ်းမစားဘူးကြားဆိုတော့ဖွတ်တွေကမိချောင်းလို့မနေအဲ့ဒီတောအစ်စ်မှာဘယ်ဖွတ်မှမိချောင်းဟာဆောင်းမနေဘူးတဲ့အိုးဝေတွန်းတန်နှောလေတဲ့စိမ့်မြမျိုးဟောတောစီတို့အမောခံဇောမှန်တင်းပြန်ရင်တေခရီးဆက်မယ်တဲ့အဲ့ဒါငှက်တွေရဲ့တမန်ကျွန်တော်ပြောချင်တာငှက်တွေရဲ့တမန်လို့ပဲကျွန်တော်လူတွေရဲ့တမန်ပဲကျွန်တော်တို့မသွားရင်တော့ဒီတိုင်းပဲနေမှာဒီတိုင်းပဲကျွန်တော်တို့လေဆင်းခံရုံပဲရှိမယ်